အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ခန့်ရတော့ဖြစ်ပါတယ်ကျွန်တော်ကတော့ digital marketing trainer တယောက်ဖြစ်ပါတယ်ကျွန်တော် DPO လေးထဲမှာတော့ကျွန်တော်လုံးနေကြမဟုတ်တဲ့ကျွန်တော်အမြဲတမ်းတင်ပြီးတော့အခုကျွန်တော်တင်နေကြမဟုတ်တဲ့ video လေးတင်ပေးချင်ပါတယ်ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဘောမှာတိုးတက်ပြောင်းလဲဖို့အတွက်လိုအပ်တဲ့ချက်လေးကျွန်တော်အနေနဲ့ DPO လေးထဲမှာ knowledge sharing လုပ်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ဘာတွေကို knowledge sharing လုပ်ပေးမလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော် camera လေးကိုဖွင့်လိုက်ပါမယ်ဒီမှာတော့ကျွန်တော်ဗာလဲဆိုတော့ file level of transformation ဆိုတာဗာလဲဆိုတော့ကျွန်တော်တို့ပြောင်းလဲဖို့လူတယောက်ကပြောင်းလဲဖို့ဗာလေးပြောင်းလဲမလဲဆိုတော့လေ့ကျင့်နေပြောင်းလဲဖို့ကျွန်တော် result တွေပြောင်းလဲဖို့အတွက်transformation ဒီမှာအချက်၅ချက်ရှိရဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကဒီ video လေးထဲမှာပြောပြပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့တော်တော်များများကရှိတယ် habit တွေပြောင်းနေကြတယ်ဥပမာအဖြစ်စစ်လေးတောင်းနေကြသူဆိုရင်စစ်လေးပြအောင်ဒါမှမဟုတ်ကျွန်တော်တို့ဂျင်ဆော့နေကြမဟုတ်တဲ့သူဆိုပုံမှန်ဂျင်ဆော့ဂျင်အောင်စာဖတ်နေကြမဟုတ်တဲ့သူဆိုပုံမှန်စာဖတ်စီအောင်ဒီလိုကျွန်တော်တို့အလေးကျင့်ကောင်းတွေတိဆောက်ခြင်းတဲ့သူတွေဒါမှမဟုတ်အလေးကျင့်ဆိုးတွေရှော့ချခြင်းတဲ့သူတွေအတွက်ကျွန်တော်ကဒီဗီဒီယိုလေးကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေလည်းကြုံပါလိမ့်မယ်ကျွန်တော်မိတ်ဆွေရင်တော့ဆိုရင်ကျွန်တော်မိတ်ဆွေဆိုရင်ဥပမာပြင်ဆေးလေးတောက်တယ်ဆိုပါဆိုဆေးလေးတောက်တယ်ဆိုဆေးလေးဖြတ်ခြင်းနဲ့ဒါမဲ့ဘယ်လိုဖြတ်ရမလဲအစဒါမဲ့ဆေးလေးဖြတ်တယ်လို့ဆေးလေးဖြတ်ဖို့ကြိုးစားတိုင်းအစကျွန်တော်တို့တပတ်လောက်ပဲဖြတ်ပြီးပြန်တောက်ဖြစ်လာတယ်ဒါမှမဟုတ်ရက်တောက်တယ်ဆိုရင်လည်းရက်ဖြတ်မယ်လို့ကြိုးစားလိုက်ဒါမှမဟုတ်တပတ်လောက်ပဲကြာတယ်ပြန်တောက်ဖြစ်လာလိုက်လိုတွေအလေးကျင့်ဆိုးတွေကကိုဖြတ်ပြီးမှပြတ်တဲ့ခါမျိုးဒါမှမဟုတ်အလေးကျင့်ကောင်းတွေတိဆောက်တဲ့ခါမှာလည်းအလေးကျင့်ကောင်းတွေဥပမာအပြင်ကျွန်တော်မိတ်ဆွေအနေနဲ့ဘယ်လိုပြောမလို့ကျွန်တော်စာတနေ့ကို15မိနစ်ဖတ်တာမျိုးတနေ့ကိုနိုင်ဝက်တရားထိုင်တာမျိုးအဲ့လိုတရားထိုင်တဲ့အခါမှာလည်းကျွန်တော်မိတ်ဆွေအနေနဲ့ဘယ်လိုပြောမလို့ကျွန်တော်တို့တရားထိုင်တဲ့ဒါပေမဲ့10ရက်15ရက်လောက်ရှိတရားထိုင်တဲ့လေ့ကျင့်ကပြတ်သွားတာမျိုးဒီလိုမျိုးတွေမိတ်ဆွေကြုံမှုလားဒါမိတ်ဆွေကိုယ်တိုင်မိတ်ဆွေတယောက်တည်းကြုံမှုမှာမဟုတ်ဒါလူတိုင်းကြုံတဲ့ဒါလူတိုင်းဖြစ်နေကြကျွန်တော်တို့အချက်တွေဖြစ်ပါတယ်မိတ်ဆွေကအဲ့လိုဘာကြောင့်ဖြစ်လဲဆိုတော့ဒီချက်၅ချက်ကိုသိချာမသိလို့ဖြစ်ပါမယ်ကျွန်တော်အနေနဲ့ဒီချက်၅ချက်ကိုအရင်ဆုံးရှင်းပြပါမယ်ကျွန်တော်တို့ဒီမှာ identity ပါမယ် belief and value ပါမယ် capability ပါမယ် behavior ပါမယ် environment ပါမယ်ဒီ၅ချက်ရှိပါတယ်ကျွန်တော်တို့ဒီမှာဒီထဲမှာရှိတဲ့ဒီနံပါတ်၄ချက် behavior ဆိုတဲ့ချက်ကနေစပြီးတော့ပြောချင်ပါတယ်behavior ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အပြုအမူဆိုခုနပြောကျွန်တော်ပြောတဲ့အပြုအမူကောင်းလေးဆိုတရားထိုင်တာတို့လေ့ကျင့်ခန်းလုပ်တာတို့စာဖတ်တာတို့ဒါတွေအပြုအမူကောင်းနေအပြုအမူမကောင်းတဲ့ပြုအမူတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့အနေနဲ့စစ်လေးတောက်တာရက်တောက်တာကျွန်တော်တို့မကြိုက်တဲ့အရာတွေလုံးမိရဒါတွေကအပြုအမူဆိုတွေအဲ့ဆိုရင်ကျွန်တော်ဒီအပြုအမူကောင်းတွေကိုဘယ်လိုဖြတ်မလဲအပြုအမူဆိုတွေကိုဘယ်လိုအပြုအမူကောင်းတွေကိုဘယ်လိုတည်ဆောက်မလဲအပြုအမူဆိုတွေကိုဘယ်လိုဖြတ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကသိချာရှင်းပြပေးပါမယ်ဒီအပြုအမူတွေကကျွန်တော်ဘာကြောင့်လုပ်ဖြစ်လဲဆိုတော့စဉ်းစားကြည့်မယ်ဆိုရင်ဥပမာအဖြစ်စစ်လေးတောက်တာကဘာလဲဆိုတော့တော်တော်များများကစစ်လေးတောက်ရင်သူတို့member ထင်တာဆေးလေးတောင်းစမတ်ကြတယ်အဲ့လိုပုံစံမျိုးထင်တယ်ဒါပေမဲ့ဒီကောင်းရဲ့ကျွန်တော် result ကဘာဖြစ်မလဲဆိုတော့အဆုတ်ကင်ဆာဖြစ်နိုင်တယ်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့နှလုံးရောဂါတွေသွေးတိုးတွေဖြစ်နိုင်တယ်ဒါတွေဖြစ်နိုင်တယ်ဒီရဲ့ result ကအဲ့လိုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီပြုမှုရှောင်ကျင်ရမှာဥပမာအဖြစ်ကျွန်တော်နေတိုင်းလေ့ကျင့်ခန်းလုပ်တဲ့ရည်ရွယ်ချက်ကကျွန်တော် result ကဘာဖြစ်ချင်လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်ကြက်မှကြန့်ခိုင်ပြီးတော့ခန္ဓာကိုယ်လှပခြင်းတော့အဲ့လိုလှပခြင်းနဲ့ကောင်းတဲ့ result တွေရခြင်းလို့ကျွန်တော်တို့ software result တွေကိုရှော့ချခြင်းလို့ကျွန်တော်တို့ကအပြုမှုတွေကိုတိဆောက်ရတာဖြစ်ပါတယ်ဥပမာအဖြစ်မိတ်ဆွေကကောင်းတဲ့ခန္ဓာကိုလှပတဲ့ခန္ဓာကိုရခြင်းနဲ့ဆိုရင်ကျွန်တော်တို့အဲ့လိုရဖို့အတွက်ဆိုရင်အပြုမှုကဘာပြုမှုတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်လို့ရတယ်အစားတော့ကျွန်တော် Twitter လို့ရတယ်အစားကြောင့်စင်ကြင်လို့ရလို့ဒီအချက်တွေကိုလိုက်ပါလှုပ်ဆောင်အောင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ပထမအချက်အနေနဲ့ကျွန်တော်လေ့ကျင့်တစ်ခုတိဆောက်ဖို့အတွက် behavior တစ်ခုတိဆောက်ဖို့အတွက်ဆိုရင်ဘာလဲဆိုတော့နံပါတ်၄ behavior အပြုမှုတစ်ခုတိဆောက်ကြမယ်အပြုမှုတစ်ခုတိဆောက်ဥပမာပြင်ကျွန်တော်ဒီမှာဆိုရင်ဘာနဲ့ပြမလဲဆိုတော့ဂျင်လေ့ကျင့်ခန်းလုပ်တဲ့အပြုမှုနဲ့ပြမယ်ဆိုပါဆိုဥပမာပြင်မိတ်ဆွေကဂျင်နေတိုင်းဆော့ရဲ့လူတယောက်မိတ်ဆွေကဂျင်ဆော့ခြင်းနဲ့လေ့ကျင့်ကိုတိဆောက်ခြင်းနဲ့ဆိုပါဆိုအဲ့ဆိုရင်ပထမဆုံးအနေနဲ့ဗာလဲဆိုတော့ capability ဒီနံပါတ်3အချက်ပေါ့နံပါတ်3ချက် capability ဆိုတော့ဂျင်နဲ့ဆိုင်တဲ့ကျွမ်းကျင်မှုတွေရှိရမယ်ဥပမာဖြစ်ကျွန်တော်ဂျင်ဆော့မယ်ဆိုရင်ဂျင်ဆော့မယ်လို့ကျွန်တော်အပြုမှုကိုပြောင်းမယ်ဆိုပါဆိုဒါပေမဲ့ဂျင်သွားရုံနဲ့ရလာမရဘူးကျွန်တော်ဂျင်ဆရာတွေခေါ်ရမယ် personal trainer တွေခေါ်ရမယ်ဒါမှမဟုတ်ကျွန်တော်စနစ်တကျပေါ့ဂျင်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဂျင်ဆော့မဲ့လေ့ကျင့်နဲ့ပတ်သက်တဲ့ဘယ်လိုပြောလုံနိုင်စွမ်းရည်တက်မြောက်နိုင်စွမ်းရည်ကျွန်တော်ဒီဟာတွေကိုကျွန်တော်ရှာဖွေရမှာလေ့ကျင့်သင်ရမှာဖြစ်ပါတယ်ဥပမာအပြင်မိတ်ဆွေဂျင် trainer ဒီသင်တာမျိုးဒါမှမဟုတ် online ကနေကြည့်ရမျိုးကျွန်တော်ဂျင်ဆော့ပြီးဆိုရင်ဂျင်နဲ့ပတ်သက်တဲ့ကျွန်တော်ဘယ်လိုဆော့ပုံဆော့နည်းတွေဘယ်လိုကြောရှော့ရမလဲဂျင်ဆော့ပြီးကျွန်တော်တို့ဘယ်လိုကြောပြန်ရှော့ရမလဲဂျင်ဆော့ပြီးကျွန်တော်ဘာလို့လုပ်ရမလဲဒီဟာနဲ့ပတ်သက်တဲ့ကျွန်တော်တို့
အတက်ပညာတွေစွမ်းရည်ကိုကျွန်တော်တို့ကသင်ယူရမှာဖြစ်ပါတယ်အဲ့လို capability ကောင်းမှလာကျွန်တော်တို့ရဲ့အပြုအမူကကျွန်တော်တို့လိုချင်တဲ့အပြုအမူကရောက်ရှိမှာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော်အပြုအမူရောက်ရှိဖို့ capability ပြီးရင်ကျွန်တော်ဘာလဲဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့ beliefs and value ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေကလည်းရှိမှဖြစ်မယ်ဥပမာအပြင်မိတ်ဆွေကဘယ်လိုပြောရမလို့အဲ့ဒီယုံကြည်ရဲ့ခုနဂျင်စောတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြောရမယ်ဆိုရင်မိတ်ဆွေအနေနဲ့ကဂျင်စောတဲ့အတွက်ကြောင့်မို့ငါကျမ်းမာရေးကောင်းမယ်ကျမ်းမာရေးကောင်းတယ်ငါယုံကြည်မှုကဂျင်စောရင်ကျမ်းမာရေးကောင်းတယ်ကျမ်းမာရေးရဲ့ကောင်းတယ်ခန္ဓာကိုယ်လည်းလှတယ်အလုပ်တွေလည်းပို့ပြီးတော့လုံနိုင်တယ်အဲ့လိုယုံကြည်ရင်မိတ်ဆွေကဂျင်ကိုဆော့ပြပါလိမ့်မယ်အဲ့လိုမှမဟုတ်ပဲလူဆိုတာဘယ်ချိန်တရားမှမသိဘူးခန္ဓာကိုယ်ကရေးမကြည့်ပါဘူးကွာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပုံစံမျိုးကျွန်တော်ယုံကြည်မှုတလွဲတွေရှိလာတဲ့အခါမှာဒီ PAPR ကကျွန်တော်တို့ကြတိဆောက်ဖို့ခဲရင်းသလိုကျွန်တော်အချိန်တစ်ခုရောက်တာနဲ့ပျက်စီးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကယုံကြည်မှုတွေပြောင်းလို့လိုပါတယ်ဥပမာပြင်ကျင်ဆော့မယ်ဆိုရင်ကျင်ဆော့ကျမ်းမာရေးကောင်းဖို့အသက်ရှင်နေရဖို့အသက်ရှင်ကျွန်တော်တို့စားတော့ရဖို့ကျွန်တော်တို့အသက်ကြီးရဲ့ခါမှာလည်းကျွန်တော်တို့မြည်တွေမြစ်တွေနဲ့ကျွန်တော်တူတူပြောရှင်နေရဖို့စတဲ့ယုံကြည်မှုတွေကကျွန်တော်တို့ပြောင်းလဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ PAPR ကလည်းပြောင်းလဲမှာဖြစ်ပါတယ်နောက်တစ်ခုက value ကျွန်တော်တန်ဖိုးထားမှုကျွန်တော်ဘာကြီးတန်ဖိုးထားလဲဥပမာအပြင်မိတ်ဆွေကကျွန်တော်ဂျင်ဆော့တဲ့တငယ်ချင်းတွေကိုတန်ဖိုးထားတာဂျင်ဆော့ရဲ့တငယ်ချင်းတွေကိုတန်ဖိုးထားရဲဆိုရင်လည်းမိတ်ဆွေကများသောအားဖြင့်ဂျင်မာရောက်နေမယ်ဒါမှမဟုတ်ဂျင်ဆော့ရဲ့တငယ်ချင်းတွေကိုတန်ဖိုးမထားဘူးဟိုတခြားဥပမာအပြင်ရက်တောက်တဲ့ဒါမှမဟုတ်ဆေးလေးတောက်တဲ့တငယ်ချင်းတွေကိုတန်ဖိုးထားရဲဆိုရင်လည်းမိတ်ဆွေရဲ့ဒီ PAPR ကဆေးလေးတောက်တဲ့ဘက်ရက်တောက်တဲ့ဘက်ကိုရောက်လာနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တန်ဖိုးထားမှုတွေကလည်းရှိဖို့လိုပါပဲဥပမာအပြင်မိတ်ဆွေရဲ့တန်ဖိုးထားမှုကမိတ်ဆွေကဂျင်နေတိုင်းသွားရဲကျမချင်းကိုတန်ဖိုးထားတယ်ခန္ဓာကိုယ်လှဖို့မှုကိုတန်ဖိုးထားတယ်ပြီးတော့နောက်ပြီးတော့ကျမကြီးနဲ့ညီညွတ်စွာနေရတာကိုတန်ဖိုးထားရဆိုရင်မိတ်ဆွေရဲ့အပြုအမူကလည်းပို့ပြီးတော့မြဲလိမ့်မယ်ပို့ပြီးတော့ကြာရှည်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုတော့မဟုတ်ဘဲဒီ identity ပြီးတော့ဒီကောင်ကတော့အရေးကြီးဆုံးကဘာလဲဆိုတော့မိတ်ဆွေဒီ identityကိုကဘယ်သူဖြစ်တယ်ဆိုတာကိုပြောင်းမှဒီအချက်တွေကအားလုံးပြောင်းမှာဖြစ်ပါတယ်ကိုကဒီအောင်မပြောင်းဘူးဆိုရင်မိတ်ဆွေဘလောက်ပဲ habit တွေလို့ပြောင်းမှာမဟုတ်ပါဘူးဥပမာပြကိုရဲ့ identity ကကိုကဘယ်လိုပုံစံမျိုးလဲဆိုတော့ဥပမာပြမိတ်ဆွေကငါကကျမ်းမာရဲ့လူဖြစ်တယ်ငါကပြီးတော့ငါကခန္ဓာကိုယ်လှရသူဖြစ်တယ်အဲ့လိုပုံစံမျိုးမိတ်ဆွေရဲ့ identity ငါဘယ်သူဖြစ်တယ်ငါဘယ်လိုလူမျိုးဖြစ်တယ်စတဲ့ကိုပြောင်းလဲလိုက်မယ်ဆိုရင်ဒီ PAPR တွေကလည်းကိုယ့်ရဲ့အပြုအမူတွေကလည်းနေ့စဉ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ဥပမာအပြင်ငါကကျမ်းမာရေးကူးမဆိုင်ဘူးကျမ်းမာရေးကူးမဆိုင်ဘူးငါကျမ်းမာရေးမကောင်းတဲ့လူလို့ပြောလိုက်တာ ਨੇ မိတ်ဆွေကဒီကြကျမ်းမာရေးကောင်းတော့မှာမဟုတ်ပါဘူးပြီးတော့မိတ်ဆွေကဘယ်လိုပုံစံမျိုးလဲဆိုတော့ငါကကျမ်းမာရေးမကောင်းတဲ့လူလို့ပြောလိုက်တာ ਨੇ ကျမ်းမာရေးကောင်းမှာမဟုတ်တယ်လို့ပဲငါကစာမဖတ်တဲ့လူငါမှဖြစ်ဥမာ miss fit mindset growth mindset တဲမှာကျွန်တော် fit mindset ရှိနေတယ်သူငါတင်ယူတိုက်ဖောက်ဖို့ကမလွယ်ဘူးလို့တင်ယူတက်မြောက်တာတွေကစာတင်တက်တာတွေစာဖတ်တာတွေကအလကားပါလို့အဲ့လိုမျိုးမိတ်ဆွေကကိုတတ်မှတ်လိုက်တယ်ဆိုရင်မိတ်ဆွေဒီစာဖတ်ခြင်းလေးထားလေးတင်တက်ခြင်းလေးထားလေးကမိတ်ဆွေဒီမှာဘယ်တော့မှရောက်လာနိုင်မှာမဟုတ်ဘူးအဲ့ကြောင့်ငါကဒီမှာဆိုရင် identity အနေနဲ့ငါကကျမ်းမာရဲ့သူငါကတော်ရဲ့သူနောက်ပြီးတော့ဘာပြောလို့ရလဲဆိုတော့ကျမ်းမာရေးတော်လူငါ group mindset ရှိတဲ့သူငါဘာဖြစ်ဖြစ်တက်မြောက်နိုင်တယ်ငါရဲ့လုပ်ငန်းကအမျက်ငွေ2ဆရအောင်လုပ်နိုင်တယ်3ဆရအောင်လုပ်နိုင်တယ်ငါရဲ့ခန္ဓာကိုယ်ဒီရက်လှအောင်လုပ်နိုင်တယ်ကို identity ပြောင်းလိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့အပြုမူကပြောင်းလဲသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ environment ကျွန်တော်ဒီအချက်၄ချက်တော့ရှိသွားပြီဒါပေမဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းပြောင်းလဲဖို့လိုတယ်ဥပမာအပြင်မိတ်ဆွေကြောက်ဖို့ပါလိမ့်မယ်တရေ9ဦးနဲ့ပေါင်းရင်6မြောက်တရေကမိတ်ဆွေဖြစ်နိုင်လို့ပိုက်ဆံမရှိတဲ့သူ9ဦးနဲ့ပေါင်းရင်6မြောက်ပိုက်ဆံမရှိတဲ့သူကမိတ်ဆွေဖြစ်လာနိုင်တယ်ဒါပါလို့ဆိုတော့ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုတွေဖြစ်ပါတယ်ဥပမာမိတ်ဆွေကရက်တော်တဲ့တငယ်ချင်းတွေနဲ့ပေါင်းလာရက်တော်တဲ့တငယ်ချင်းတွေနဲ့ပေါင်းတေးကြရင်မိတ်ဆွေအနေနဲ့များရက်ဆိုင်တော့ရောက်ကိုရောက်နေမှာဖြစ်ပါတယ်ဒါမှမဟုတ်ဆေးလေးတောက်တဲ့တငယ်ချင်းတွေနဲ့ပေါင်းလာဆေးလေးတောက်တဲ့တငယ်ချင်းတွေနဲ့ပေါင်းတယ်ဆိုရင်မိတ်ဆွေတေးကြတယ်ဆေးလေးကိုတော့တောက်ဖြစ်မှာဒါကြောင့်မို့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကအရေးကြီးပါတယ်ဒါကြောင့်မိတ်ဆွေကဥမာအဖြစ်မိတ်ဆွေခုနကဂျင်ဆော့တဲ့အလေးချင်းကိုတိဆောက်ခြင်းလဲဆိုရင်ဂျင်ဆော့တဲ့တငယ်ချင်းတွေနဲ့ပေါင်းတာမျိုးကိုတမိုးထားတဲ့သူတွေနဲ့ပေါင်းတာမျိုးအဲ့လိုပေါင်းမှတာမိတ်ဆွေရဲ့အပြုတ်မှုကကြာရှည်တည်မြဲမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ပြောပြခဲ့ရတာဒီ identity ဆိုတော့ကိုကဘယ်သူလဲဆိုတော့ဆုံးပြရမယ်ဒါနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ယုံကြည်မှုတွေ belief ယုံကြည်မှုတွေကိုယ့်ရဲ့တမိုးထားမှုတွေပြန်လဲပြောင်းလဲရမယ်ဒီဟာနဲ့ပတ်သက်တဲ့ကိုပြုမှုခြင်းနဲ့အပြုမှုနဲ့ပတ်သက်တဲ့စွမ်းဆောင်ရည်တွေဒါတွေနဲ့ပတ်သက်တဲ့ဘဟုတုတကျွန်တော်လိုက်ရှာရမယ်ဒီပြုမှုကိုပြောင်းမယ်နောက်ပြီးတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကိုလည်းပြောင်းမှာဖြစ်ပါတယ်ဥပမာအပြင်ကျွန်တော်ဘာနဲ့လေ့ကျင့်စုံအနေနဲ့ဆေးလေးတောက်တာနဲ့ဟာနဲ့ဥပမာဒီမှာပြီးပြကျွန်တော်ဆေးလေးတောက်တဲ့အချင်းရှိရဲအဲဆိုရင်ကျွန်တော်ဆေးလေး capability ဒီဟာနဲ့ပတ်သက်တဲ့စွမ်းရည်တွေဆေးလေးတောက်တယ်ဆိုတော့တကယ်နဲ့ဆော့ကင်ဆာဖြစ်တဲ့နှလုံးရောဂါဖြစ်တဲ့အကြာမြန်သေးနိုင်တယ်ကင်ဆာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အသက်ရှည်မနေနိုင်ဘူးဒီဟာနဲ့ပတ်သက်တဲ့ကျွန်တော်စွမ်းရည်တွေဒါနဲ့ပတ်သက်တဲ့ကျွန်တော်မကောင်းတဲ့အကျိုးတွေသိရဆိုရင်ကျွန်တော်တို့ဒီ belief နဲ့ value မှာပြောင်းအောင်မယ်ကျွန်တော်တို့ယုံကြည်ရမယ်ဒါကအဆော့ကင်ဆာဖြစ်စေရကျန်းမာရေးလည်းမကောင်းစေကိုသားသမီးတွေထိခိုက်နိုင်တယ် value ကလည်းကျန်းမာရေးမကောင်းစေ
မကောင်းစေဘူးတော့ကျွန်တော် identity မှာပြောရမယ်ငါဆေးလိပ်ကိုမတောက်တဲ့ငါဆေးလိပ်မတောက်တဲ့သူဖြစ်တယ်ငါဆေးလိပ်ကိုမကြိုက်တဲ့လူဖြစ်တယ်အဲ့လိုပုံစံမျိုးကိုယ့်ရဲ့ identity change လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ BAB ဟာပြောင်းလဲသွားမှာဖြစ်ပါတယ်နောက်ပြီး environment ကျွန်တော် environment ကလည်းဗာလဲဆိုဆေးလိပ်တောက်တဲ့ပတ်ဝန်းကျင်ကနေကျွန်တော်ရှောင်ထွက်နိုင်မှုလိုတယ်ဆေးလိပ်ဥမာပြင်ဆေးလိပ်ရှိတဲ့နေရာကနေကျွန်တော်တို့ဖယ်ထုတ်နိုင်ဖို့လိုပါမယ်ဒါကဗာလဲဆိုမကောင်းတဲ့ habit တွေကိုလည်းဒီ၅ချက်နဲ့ကျွန်တော်တို့ဖယ်ရှားလို့ရတယ်လို့ကောင်းတဲ့ habit တွေကိုလည်းကျွန်တော်ဒီ၅ချက်နဲ့ကျွန်တော်တို့ပြုပြင်ထိန်းသိမ်းကျွန်တော်တိဆောက်သွားလို့ရပါတယ်ဥပမာအပြင်ကျွန်တော်နောက်တစ်ခုဘာနဲ့ပြောရမလဲဆိုရင်ကျွန်တော်ကောင်းတဲ့ပြုမှုတွေဆိုဥပမာတရားထိုင်နေတာလည်းပြောမယ်တရားထိုင်နေတာလည်းပြောမယ်ဆိုရင်ကျွန်တော် behavior တရားထိုင်နေတာတနေ့ကိုနိုင်ဝဲဖြစ်ဖြစ်တနိုင်ဖြစ်ဖြစ်တရားထိုင်မယ် capability ဒါနဲ့ပတ်သက်ဆိုရင်တရားထိုင်ရင်ဘယ်လိုလုပ်ရမလဲဘယ်လိုရှုမှတ်ရမလဲကျွန်တော်ဝင်လေထွက်လေကိုဘယ်လိုထားရမလဲနောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဘာတွေရှိသေးလဲဆိုဝင်လေထွက်လေကိုဘယ်လိုထားရမလဲကျွန်တော်အသက်ကိုဘယ်လိုရှူရမလဲခန္ဓာကိုယ်ဘယ်လို position ထိုင်ရမလဲကျွန်တော်ဒါနဲ့ပတ်သက်တဲ့ capability စွမ်းရည်တွေကိုကျွန်တော်လေ့လာမယ်လေ့လာပြီးယုံကြည်မှုတရားထိုင်တဲ့အတွက်ကြောင့်ဘာသာရေးလည်းလုပ်ဖြစ်တယ်ဘာသာရေးလုပ်တဲ့ပြတဲ့စိတ်ငြိမ်တယ်တမိုးထားမှုတရားထိုင်တဲ့အတွက်ကြောင့်ငါဖုတ်ကလည်းအားကောင်းတယ်ဖုတ်ကလည်းအားကောင်းတဲ့အတွက်ကြောင့်ငါနေ့စဉ်တရားထိုင်တဲ့အတွက်ကြောင့်ငါဘာသာရေးလည်းလုပ်ဖြစ်တယ်ဒီကိုယ့်ရဲ့ beliefs and value တွေလည်းကျွန်တော် change လာမယ် change လာပြီးကိုယ့်ရဲ့ identity ကငါကဘာသာရေးကမ်းဆိုင်တဲ့သူငါကဖုတ်ကကောင်းတဲ့သူငါစိတ်ငြိမ်တဲ့သူဒီလိုပုံစံမျိုးကိုယ့်ကို change လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ behavior ဆိုတဲ့တရားထိုင်တဲ့ပြုမှုဟာကျွန်တော်တို့အနေနဲ့တည်မြဲသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပြုမှုကအမြဲတည်မြဲနေမှာဖြစ်ပါတယ်အဲ့လိုတည်မြဲဖို့ဆိုရင်နောက်ဒီနံပါတ်5တစ်ချက်အနေနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကဘာလဲဆိုတရားထိုင်တဲ့ပတ်ဝန်းကျင်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာ social media ဆိုကျွန်တော်တို့တွေ့နေတဲ့post တွေကတရားထိုင်တဲ့ post တွေအဲ့လိုကျွန်တော်တို့ပတ်ဝန်းကျင်ကစ change မှသာကျွန်တော်တို့ရဲ့ behavior ကပြောင်းလဲမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကလူတယောက်မှာအပြုမှုတွေ change နေတာအပြုမှုတွေ change နေတယ်ဥပမာမကောင်းတဲ့ပြုမှုတွေကိုဘယ်လိုဖျက်ဆီးမလဲဘယ်လိုဖယ်ရှားမလဲကောင်းတဲ့ပြုမှုတွေဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပိုင်းတွေကိုအချက်၅ချက်နဲ့ကျွန်တော်အနေနဲ့ပြောပြပေးရဖြစ်ပါတယ်ဒီအပြုမှုတည်ဆောက်ခြင်းကကျွန်တော်ဘာဖြစ်ချင်လို့လဲဆိုတော့ result ရခြင်းလို့ဥပမာအပြင်ကောင်းတဲ့ပြုမှုကကောင်းတဲ့ result ရခြင်းလို့မကောင်းတဲ့အပြုမှုကမကောင်းတဲ့ result ကိုဖယ်ရှားခြင်းလို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဥပမာအပြင်ခုနပြောရဲကျွန်တော်တို့ weight ကျခြင်းနဲ့ခန္ဓာကိုယ်လှခြင်းနဲ့ဒီ result ရခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဂျင်ပုံမှန်ဆောရမယ်ဂျင်ပုံမှန်ဆောဖို့ဆိုရင်ဂျင်နဲ့ပတ်သက်တဲ့စွမ်းဆောင်ရည်တွေကိုသိရမယ်ဂျင်နဲ့ပတ်သက်တဲ့စွမ်းဆောင်ရည်တွေသိပြီးတော့နောက်ပြီးဒါကြီးလည်းကျွန်တော်ယုံကြည်မှုတွေတန်ဖိုးထားမှုတွေလည်းချင်းရမယ်နောက်ပြီး identity ကိုကဘယ်လိုဖြစ်တယ်ဆိုတာလည်းချင်းရမယ်နောက်ဆုံးချက်အနေနဲ့ကိုကဒီပတ်ဝန်းကျင်ကိုလည်းဂျင်ဆောတဲ့ပတ်ဝန်းကျင်ကိုလည်းကျွန်တော်တို့ချင်းမှသာကျွန်တော်တို့ရဲ့ behavior ကပြောင်းလဲမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်က5 level of transformation ကိုပြောပြပေးရဖြစ်ပါတယ်မိတ်ဆွေလည်း TB ကိုကြည့်ပြီးတော့မိတ်ဆွေရဲ့အပြုမှုတွေကောင်းတဲ့ပြုမှုတွေကိုများများတည်ဆောက်နိုင်ပြီးတော့မကောင်းတဲ့အပြုမှုတွေကိုဖယ်ဖျက်နိုင်ပါသေးလို့ဆိုတောင်းရင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်